မေကွန်ဘယ်နှခုလဲတစ်ငါပါလေနှစ်ငါဘယ်နေရာရောက်နေသလဲသုံးဘာလုပ်ရမှာလဲမေကွန်ဘယ်နှခုလဲပြန်နာထောင်တော့ဘာလဲငါပါလေဘယ်နေရာရောက်နေသလဲဘာလုပ်ရမှာလဲမေကွန်ဘယ်နှခုလဲအလုံးပြောကြည့်ပါဦးဗျာငါပါလေဘာလုပ်ရမှာလဲဘယ်နေရာရောက်နေသလဲဘာလုပ်ရမလဲဟုတ်ပြီလားငါပါလေဆိုရင်ကိုရင်တို့တွေပြန်ပြောငါပါလေဆိုရင်ကိုရင်တို့ဘယ်လိုပြောစာတင်စားဒါဆိုရင်ကိုရင်တွေအမြင့်မှတ်တယ်ဟုတ်လားငါပါလေဆိုရင်ငါဟာစာတင်စားကိုရင်တစ်ပါးငါပါလေဆိုဘယ်လိုဖြေမလဲဘယ်နေရာရောက်နေသလဲဆိုရင်စာသင်ရမယ်စာသင်တိုက်မှာရောက်နေတယ်ဟုတ်ပြီလားစာသင်တိုက်ရောက်နေတဲ့ကိုရင်ဟာဘာလုပ်ရမလဲလို့ပြန်မေးရင်ဘယ်လိုဖြေကြစာသင်ရမယ်စာကြည့်ရမယ်စာတက်ရဟုတ်ပြီလားကိုရင်နေမေးခွန်းသုံးခုနားလည်ပြီလားတစ်ငါပါလေဘယ်နေရာရောက်နေသလဲဘာလုပ်ရတစ်ငါပါလဲဆိုရင်စာသင်စာတစ်ပါးဘယ်နေရာရောက်နေသလဲဆိုရင်စာသင်ရမယ်စာသင်တိုက်မှာရောက်နေတယ်ဘာလုပ်ရမလဲလို့မေးရင်ကိုရင်တို့တွေစာသင်ရမယ်စာတက်ရမယ်စာကြည့်ရဒါဆိုရင်ကိုရင်တို့တွေအဖြေမှန်တယ်လို့တပည့်တော်ဒီလိုပြောခြင်းတယ်ဟုတ်ပြီလားငါပါလေကိုဘာမှမသိဘူးဆိုရင်ကိုမှဘာမှမသိတဲ့ကိုရင်ဟာအခြားအရာတွေကိုသိဖို့လွယ်ပါမလားမလွယ်ဘူးကိုရင်တို့ရလားငါပါလေစာသင်သားတစ်ပါးဘယ်နေရာရောက်နေသလဲစာသင်ရမယ်စာသင်တိုက်ကိုရောက်နေတယ်ဘာလုပ်ရမှာလဲစာသင်ရမယ်စာတက်ရမယ်စာကြည့်ရစာသင်တိုက်ရောက်ပြီးတော့မှစာမတက်ချင်ဘူးစာမကြက်ချင်ဘူးစာမအံ့ချင်ဘူးဆိုရင်ကိုရင်တို့ကိုဘဝကိုချေနေနဲ့ကိုရောက်နေတဲ့နေရာနဲ့ကြိုက်သေးလားမကြိုက်တော့ဘူးစာမတင်ချင်ဘူးဆိုရင်စာသင်တိုင်းနဲ့ကြိုက်သလားမကြိုက်အဲ့တော့ကိုရင်တို့တွေတပည့်တော်ကနေ့ပြောချင်တာကဒီမေးခွန်းလေး၃ခုကိုကိုနာနာလေးပြန်မေးပေးကြပါဟုတ်ပြီလား